နာရီတဲကတတ္တဝါတွေလို့ပြောလိုက်ရင်ကျွန်တော်တို့ငယ်စဉ်ဘဝကဖြစ်ဖြစ်အသက်ကြီးလာမှဖြစ်ဖြစ်အရန်ကိုကြိုက်ရတဲ့ character တွေကိုစီရှိကြမှာပါဒီနေ့မှာတော့ကျွန်တော်ကအဲ့ဒီတတ္တဝါတွေတဲကနာမည်အကြီးဆုံးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1ဒန်နာရီတဲကတတ္တဝါတွေလို့ပြောလိုက်ရင်မပါမဖြစ်ကျွန်တော်တို့ရဲ့အကြိုက်ဆုံး character တစ်ခုလို့တောင်ပြောလို့ရတဲ့မြောက်ဘရင်孙悟空ပါ孙悟空ကတဘာဝရဲ့ရေမီတွေကရတဲ့ energy ရင်နဲ့ခြေစင်စုတွေရဲ့အလင်းရောင်ဆွမ်းအားရန်တို့စူးစီးပေါင်းစပ်ထားတဲ့ကြောက်တုံးကနေမွေးဖွားလာခဲ့ပါတယ်孙悟空ကသူမွေးဖွားတဲ့တောင်ပေါ်မှာရှိတဲ့တခြားမြောက်တွေနဲ့အဖွဲကျနေပြီးတနေ့ကျတော့သူတို့ထဲမှာခေါင်းဆောင်တစ်ယောက်ရွေးချယ်ဖို့အတွက်တောင်ပေါ်မှာရှိတဲ့ရေတခွန်ဟာဘယ်ကနေအရင်ခံလာတယ်လဲဆိုတာကိုသိအောင်တက်ကြည့်ပြီးပြန်လာနိုင်တဲ့သူကိုဘရင်ဖြစ်သတ်မှတ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒါနဲ့孙悟空ကလည်းဒီတော့ကတော့အေးစေငါတက်ကြည့်လိုက်မယ်ဆိုပြီးတော့ရောက်သွားတဲ့အခါကျရေတခွန်ကြားမှာကြီးမားသောတရားတစ်ခုရှိနေပြီးအဲ့တရားကိုဖြတ်သွားရင်ကိုတစ်ခုရှိတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါနဲ့ဆုံးဖြတ်ထားတဲ့အတိုင်းမြောက်တွေက孙悟空ကိုဘရင်ဖြစ်တင်မြှောက်ဖို့သဘောတူလိုက်ပြီးတော့孙悟空ကလည်းသူ့ဟာသူခံညားတည်ကြည်တဲ့ဘရင်လို့ကိုယ့်ဘာကိုခံယူပြီးတောတောင်ထဲမှာပဲပျော်ရွှင်နေပါတယ်ဒါပေမဲ့ပျော်ရွှင်မှုတွေကကြမခံပဲတနေ့ကျတော့သူ့ရဲ့မြောက်အုပ်စုတွေကအသက်ကြီးပြီဖြစ်တဲ့မြောက်တွေတယောက်ပြီးတယောက်တည်ဆုံးသွားတော့孙悟空ကတော်တော်စိတ်မကောင်းဖြစ်သွားပြီးတော့ကိုယ့်ဘာကိုပြုတ်လုထားတဲ့ဖောင်ကိုစီးပြီးတည်ခြင်းတရားကိုကာကွယ်ပေးမယ်စေရှာဖို့လူတွေနေထိုင်ရာအရက်ကိုထွက်လာပါတော့တယ်အဲနောက်ပိုင်းမှာတော့ပရိသတ်တို့ရင်းနှီးပြီးသားဖြစ်တဲ့ပါကျဲတို့စံကျန်းတို့နဲ့တွေ့ပြီးတော့孙悟空ကပြဿနာပေါင်း16000နဲ့နက်ပြည်မှာရောလူပြည်မှာပါရောသမမွေဇလန်းတွေကစတင်လာခဲ့ပါတော့တယ်နံပါတ်2ကစ်ဆူနဲဆိုတာဂျပန်လိုဓာတ်ရိုက်ဘာသာပြန်လိုက်ရင်မြေခွေးလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဂျပန်တွေရဲ့ရှေးဟောင်းတလိအစဉ်လာဒန်နာယူတွေထဲမှာဆိုရင်တာမန်မြေခွေးတိရစ္ဆာန်လိုမျိုးမဟုတ်ဘဲနဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါတယ်ဟိုးအရင်ဂျပန်ခေတ်နှောင်းပိုင်းတွေမှာကစ်ဆူနဲကိုရှင်တိုဒေယတီဖြစ်တဲ့အီနာရီရဲ့တည်င်းပေးသမားအဖြစ်ယုံကြည်ခဲ့ကြပါတယ်အဲ့လိုနဲ့အချိန်ကြာလာတာနဲ့အမျှပုံပြင်တွေကတဖြည်းဖြည်းပြောင်းလဲလာတယ်။ကစ်ဆူနဲတွေကစွမ်းအင်တွေညံပိုကောင်းလာပြီးတော့လူပုံစံနဲ့တူအောင်ရုပ်ပြောင်းရုံလွယ်စွမ်းအင်တွေပါပိုင်ဆိုင်လာကြတယ်။တချို့တွေကလည်းကစ်ဆူနဲတွေကနှစ်ပေါင်း1000ကျော်အထိနေထိုင်ကျဆားကြပြီးတက်တန်းကြာလေစွမ်းအားပိုတိုးတက်သွားတယ်လို့ပြောကြပါတယ်။ကျူးပင်တို့ကစ်ဆူနဲလို့ခေါ်တဲ့အမီးကိုကြောင်းနဲ့မြေခွေးကအစစ်မြစ်စွမ်းအားတွေပိုင်ဆိုင်ထားပြီးမီးလျှက်စစ်နဲ့အိမ်မက်တွေကိုသူ့စွမ်းအားနဲ့ထိန်းချုပ်လို့ရပြီးတော့ချိန်တဲ့နေရာတွေကိုလှည့်စားနိုင်တာတွေအထိပါလုပ်နိုင်ပါတယ်။ကစ်ဆူနဲတွေကဘာနဲ့နာမည်ကြီးလဲဆိုရင်သူတို့ရဲ့ရုပ်ပြောင်းရုပ်လွယ်စွမ်းအားကြောင့်ဖြစ်ပါတယ်။ကစ်ဆူနဲတွေကဇန်ကိုနဲ့ယာကိုဆိုပြီးတော့နှစ်မျိုးရှိတယ်။ဇန်ကိုကအီနာရီနဲ့ဆက်ဆက်ပြီးတော့လူတွေကိုကောင်းချီးပေးတာတွေမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ပေးပြီးတော့လူတွေကိုကာကွယ်ပေးပါတယ်။ယာကိုကြတော့လူတွေကိုလိန်ညာလှည့်ဖျားပြီးတော့အမျက်ထုတ်တတ်ကြပါတယ်။ဒီလိုမျိုးကောင်းတာနဲ့ဆိုးတာနှစ်ဖက်သဘောရှိတာကြောင့်ပဲကစ်ဆူနဲတွေကအလွန်စိတ်ဝင်စားဖို့ကောင်းကြတာပါ။နံပါတ်3ဝန်ဒီကိုဟာမြောက်အမေရိကတောတွေထဲမှာနေထိုင်တဲ့ခရီအော်ဂျီပွဲနဲ့အီနူလူမျိုးစုတွေရဲ့ဒန်နာရီထဲမှာပါခဲ့တဲ့တတ္တဝါတစ်ကောင်ဖြစ်ပါတယ်။အဲ့ဒီဒန်နာရီထဲမှာဝန်ဒီကိုကစောင်းရသည့်အစာငတ်မွတ်ခြင်းနဲ့လူသားစားခြင်းတို့နဲ့ဆက်နွယ်နေတယ်။လူတစ်ယောက်ဟာအစာမရှိတဲ့အခြေအနေမှာလူသားစားဖို့စဉ်းစားမိရင်မကောင်းဆိုးဝါးဝိညာဉ်ဝန်ဒီကိုဖြစ်ပြောင်းသွားလိမ့်မယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်။ဘာသာစကားတွေအရာအနည်းငယ်ကွဲပြားပေမဲ့ဝန်ဒီကိုဆိုတာအဓိကအားဖြင့်အစာဘလောက်ပဲစားမကျေနပ်နိုင်တဲ့ဝိညာဉ်ဆိုးတစ်ကောင်အဖြစ်ဖော်ပြနေပါတယ်။ဝန်ဒီကိုရဲ့ရုပ်ကိုဖော်ပြပုံတွေကတော်တော်ကွဲပြားပေမဲ့အများစုကအယိုးထင်းထင်းမျက်လုံးလင်းပြောင်အေးဆက်နေတဲ့အရေခွန်ပါပါလေးကခန္ဓာကိုယ်ကိုလွှမ်းခြုံထားပါတယ်။အခုခေတ်နောက်ပိုင်းတွေမှာတော့ဝန်ဒီကိုတမင်တကောင်ရဲ့ဦးခေါင်းခွန်လိုမျိုးမျက်နှာကိုပုံဖော်ထားတာတွေ့ရပေမဲ့ဒန်နာရီမူရင်းထဲမှာတော့လူပုံစံနီးနီးကြောက်မက်ဖွယ်အကောင်ဖြစ်ဖော်ပြထားပါတယ်။ဝန်ဒီကိုကအဆုံးမရှိတဲ့ဆာလောင်မှုကိုကိုစားပြုပြီးတော့ဘလောက်ဆဆအမြဲဆာလောင်ငတ်မွတ်နေတဲ့တတ္တဝါပါသူကလူတွေကိုအမဲလိုက်ပြီးစားသုံးတယ်တောတွေတဲကိုလှည့်ဖျားခေါ်ဆောင်လာပြီးတော့လဲစားတယ်အဲ့လိုစားလေပိုပြီးဆာလောင်လေဖြစ်ပြီးတော့ဘယ်တော့မှအဆုံးမရှိပါဘူးချို့ဇလန်းတွေမှာဆိုရင်ဝန်ဒီကိုကလူတွေကိုပါဝင်ပူးနိုင်ပြီးတော့လူသားစားခြင်းစိတ်ဖြစ်လာအောင်လှုံ့ဆော်ပေးနိုင်ပြီးနောက်ဆုံးမှာဝန်ဒီကိုအဖြစ်အသွင်ပြောင်းသွားအောင်ပြုလုပ်နိုင်တယ်လို့ဆိုကြပါတယ်အစားအစာကိုလိုအပ်တာထက်ပိုစားတာတို့သူများကိုမငဲ့ညာပဲကိုတယောက်တည်းအကုန်ယူလိုက်တာတို့ကဝန်ဒီကိုအဖြစ်ကိုကူးပြောင်းသွားနိုင်တယ်ဆိုပြီးယုံကြည်ခဲ့ကြပါတယ်တခါတရံမှာတဘာဝရဲ့ကြောက်စရာအကောင်းဆုံးတတ္တဝါတွေကလူသားတွေရဲ့ရွေးချယ်မှုကနေစတင်မွေးဖွားလာတတ်တယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်နံပါတ်4 Kraken
Kraken ရဲ့တန်တာတွေကနော်ဝေးနဲ့ Iceland တို့ရဲ့ဒေသခံပင်လယ်ကနေစတင်ခဲ့ပါတယ်။ Kraken အကြောင်းကိုစတင်မှတ်တမ်းတင်ခဲ့တာက12ရာစုမှာဖြစ်ပြီးတော့နော်ဝေးလူမျိုးသင်္ဘောသားတွေကကျွန်းတစ်ခုလောက်အရွယ်စားရှိတဲ့အလွန်ကြီးမားတဲ့သတ္တဝါတစ်ကောင်အဖြစ်နဲ့မှတ်တမ်းတင်ခဲ့ပါတယ်။18ရာစုလောက်ရောက်တဲ့အချိန်မှာတော့နော်ဝေးမှာရှိတဲ့ဖုံးတော်ကြီးတစ်ပါးက Kraken အကြောင်းကိုအသေးစိတ်ရေးသားပြီးတဲ့နောက်မှာယူရိုပတစ်ခုလုံးကိုအဆက်မပြတ်ပြန့်နှံ့သွားခဲ့ပါတယ်။ဒဏ္ဍာရီတွေထဲမှာ Kraken ကိုအများအဖြစ်လက်တွေအများကြီးနဲ့အေယာမရေပဝဲသို့မဟုတ်အေယာမကင်းမွန်တစ်ကောင်အဖြစ်နဲ့ပုံဖော်ကြပါတယ်။တချို့မှတ်တမ်းတွေမှာဆိုရင် Kraken တွေကအလျားမိုင်တစ်မိုင်ကျော်လောက်ထိကိုကြီးမားနိုင်ပြီးတော့ပင်လယ်ရေလိုင်းအကြီးကြီးတွေနဲ့သင်္ဘောတွေကိုဖျက်ဆီးပစ်ပြီးပင်လယ်နက်ထဲကိုခေါ်ဆောင်သွားတတ်ပါတယ်။သင်္ဘောသားတွေအတွက် Kraken ကဘာဝရဲ့ထိန်းချုပ်လို့မရတဲ့အရာတွေသင်္ဘောပြိုကျမှုတွေပင်လယ်နက်ထဲကမမြင်နိုင်တဲ့အရာတွေကိုကိုစားပြုထားပါတယ်။သုတေသနပညာရှင်တွေက Kraken ရဲ့နန္တာတွေကိုအမှန်တကယ်ရှိခဲ့ပြီးတော့ Giant Squid သို့မဟုတ် Colossal Squid တို့နဲ့ဆက်ဆက်နေလိမ့်မယ်လို့ထင်ကြေးပေးကြပါတယ်။နံပါတ်5 Dragon တွေဟာကျွန်တော်တို့လူသမိုင်းတွေကအစောဆုံးနဲ့တွေ့ရအများဆုံးဒဏ္ဍာရီတွေကတတ္တဝါတစ်ကောင်ဖြစ်ပါတယ်။သုတေသနပညာရှင်တွေကတော့ရှေးလူတွေကဒိုင်နိုဆောအယိုးတွေဝေလာငါးတွေရဲ့အယိုးကြီးတွေမိချောင်းတွေရဲ့အယိုးတွေကိုတွေ့ရှိပြီးငကားဆိုတဲ့တတ္တဝါကိုပုံဖော်ထားတာဖြစ်တယ်လို့ပြောကြပါတယ်။ Dragon တွေကိုပုံဖော်မှုတွေဟာနေရာဒေသလိုက်ပြီးကွဲပြားကြပါတယ်။ဥရောပမှာဆိုရင်တောင်ပန်ပါပြီးတော့မီးမုတ်နိုင်တဲ့ခြေလေးချောင်းတတ္တဝါလိုမျိုးပုံစံကိုတွေ့ရပါတယ်။ငကားတွေကအဖိုးတန်ယတနာတွေကိုစောင့်ရှောက်သူရဲတိုက်တွေကိုစောင့်ပေးသူအဖြစ်နဲ့ပုံဖော်ကြပါတယ်။တရုတ်နဲ့ဂျပန်မှာကြတော့ငကားကိုပုံဖော်မှုကဆင်တူပြီးတော့တောင်ပန်တွေမပါဘူး။အလွန်ရှည်လျားတဲ့မွေတကောင်လိုမျိုးဖြစ်နေပြီးတော့ငကားပုံသင်္ကေတကကံကောင်းခြင်းလက်လာပါတွေအပေါင်းလက္ခဏာတွေဆောင်တဲ့စွမ်းအင်တွေကိုယူဆောင်လာပေးတယ်လို့အဓိပ္ပာယ်ရပါတယ်။ဒဏ္ဍာရီတွေပုံပြင်နေတဲ့ကငကားတွေကအင်အားအကြီးဆုံးလို့ပြောလို့ရပြီးတော့တွေ့ရများတဲ့စွမ်းအားတွေကတော့မီးမှုန့်နိုင်တယ်၊ရေမြေလေသဘာဝကိုထိန်းချုပ်နိုင်တယ်။သူ့ရဲ့ခန္ဓာကိုယ်ကအလွန်တရာကြီးမားတာကြောင့်အကြီးဆုံးခွန်အားကိုပိုင်ဆိုင်ထားတယ်။ပြီးတော့ဉာဏ်ပညာအမျောအမြင်နဲ့အလွန်ကြီးမားပြီးလူတွေနားမလည်နိုင်တဲ့အရာတွေကိုတော့နားလည်နိုင်တဲ့စွမ်းအင်တွေကိုပိုင်ဆိုင်ထားပါတယ်။ Dragon တွေဟာဒဏ္ဍာရီတွေထဲမှာကြောက်စရာမကောင်းဆိုးဝါးဖြစ်နိုင်တယ်လို့အတိတ်နမိတ်ကောင်းလည်းဖြစ်နိုင်ပြီးတော့လူတွေကြားထဲမှာမစိမ့်တဲ့တတ္တဝါအဖြစ်တွေ့ရပါတယ်။ငကားလို့ပြောလိုက်ရင်ကြောက်ရွံ့ခြင်းနဲ့မျှော်လင့်ချက်ဖြက်စီးခြင်းနဲ့ဖန်ဆင်းခြင်းရှုပ်ထွေးမှုနဲ့ညီမျှမှုတို့ကဒွန်တွဲပေါ်လာခဲ့ပါတယ်။ခုချိန်ထိလူလောကမှာငကားဆိုတာနဲ့ဒဏ္ဍာရီတွေကအင်အားအကြီးဆုံးနဲ့လှုပ်ဝက်ချက်အများဆုံးတတ္တဝါအဖြစ်ကျွန်တော်တို့စိတ်ထဲမှာယုံကြည်နေကြဆဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးတွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ပေးထားကြပါဦး။နောက်ပတ်တွေမှာလည်းဒီထက်ပိုကောင်းတဲ့စီစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်ကြည့်ကြပါဦးခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။